အဆအရာအသက်ကပြန်စနေရတဲ့ Chelsea အသင်းကတော့ဒီနေ့ Brentford နဲ့ပွဲစဉ်ရဲ့နိုင်ပွဲကတော့သူတို့အတွက်ရွှေဖြစ်ခဲ့ပါတယ် Chelsea ဘာဆက် Brentford ပွဲကိုညီကိုတို့နဲ့အတူကျွန်တော်တို့ပွဲပြီး38လေးပြီးလို့လိုက်အောင်ဆိုဒီနေ့ပွဲမှာ Chelsea ကအင်ကွင်းမှာ Brentford ကိုရှင်ပြန်ကစားခဲ့တဲ့ဒူးစီဆိုတဲ့ရလနဲ့အပြတ်အသက်ကိုနိုင်ခဲ့တယ်ပေါ့လေဒါပေမဲ့ပွဲစဉ်အတွင်းမှာပြောစရာတွေအများကြီးရှိခဲ့တယ်ပထမတစ်ချက်က Chelsea ကအင်ကွင်းအားသာရှင်းနဲ့ဒီဖိပြီးတော့ကစားမယ်ဒီ ball play position အရာကိုpressing အရာကိုပေးပြီးတော့ကျွန်တော်တို့ဒီတောက်လျှောက်ဝင်းဘက်တွေကနေပြီးတော့တိုက်မယ်လို့တင်ခဲ့တာဒါပေမဲ့လည်းဒီပထမပိုင်းမှာကတည်းကပွဲစားပြီးဆိုတော့ Brentford ကသူတို့ရဲ့ဒီ game plan အတိုင်းပဲတိတိကျကျကစားနိုင်ခဲ့တယ် Chelsea အသင်းကိုသူတို့ကထိန်းချုပ်နိုင်ခဲ့တယ်ဒီ position အသာယူတယ်ပြီးတော့သူတို့ရဲ့ဒီကစားပုံအတိုင်းဖြစ်တဲ့ဒီပြိုင်ပွဲအတွင်းမှာတစ်ဖက်နီးပြတစ်ဖက်ကစားသမားတွေရဲ့ကစားပုံကိုကြည့်ပြီးတော့ဒီ changes လုပ်နိုင်တဲ့ဒီကိစ္စတစ်ခုကတော့ဒီ Brentford အသင်းကိုဒီလေးစားရမယ့်အနေအထားတစ်ခုဖြစ်တယ်ပေါ့လေဆိုတော့ဒါပေမဲ့ Chelsea အသင်းကဒီကျွန်တော်ပြောသလိုမျိုးပဲဒီလိုပွဲတွေမှာကဒီ Chelsea အသင်းကလည်းဖောင်ပြနေတယ် Brentford ကလည်းဒီဖောင်ရကောင်းနေတယ်ဆိုပေမဲ့လည်းဒီ Chelsea အင်ကွင်းကိုလာကစားရတဲ့အတွက်ကြောင့်မို့လို့ဒီလိုပွဲမျိုးကဘာမှမဆိုဖြစ်သွားနိုင်တယ် Chelsea ကအနိုင်ငသားသွားနိုင်တယ်လို့ကျွန်တော်ဒီပွဲကြို38မှာဒီပြောခဲ့တာလေးရှိတယ်ပေါ့လေဆိုတော့ဒီအတိုင်းပဲဒီပထမဆုံးတကူရတဲ့အသင်းကဒီတားသွားမယ်လို့ပြောတဲ့အပေါ်မှာဒီအရှိကဒီအသင်းနှစ်သင်းရဲ့ဒီပြိုင်ပွဲအတွင်းမှာဖြစ်ခဲ့တဲ့ဒီအနေအထားတွေကိုကြည့်လိုက်ရင်တော့တကယ်ကိုမှန်ခဲ့တယ်ဆိုတော့ပထမဆုံးဂိုးရသွားတဲ့အသင်းကပဲဒီပွဲစဉ်တစ်လျှောက်လုံးကိုဒီထိန်းချုပ်သွားပြီးတော့နောက်ဆုံးမှာ Chelsea က2-0ဆိုတဲ့ရလနဲ့ဒီအနိုင်ပိုင်းခဲ့တယ်ပေါ့လေ final result ကိုဒီဖော်ထုတ်နိုင်ခဲ့တယ်ဒီဂိုးတွေဘယ်လိုရလဲဆိုတော့ Chelsea အသင်းကဒီပထမဂိုးကိုဒီကျွန်တော်ဒီတစ်ဖက် Brentford အသင်းကပြန်လိုက်တဲ့အပေါ်မှာဒီရှင်းထုတ်လိုက်တဲ့အပေါ်မှာဒီ Fernandes နဲ့ထိပြီးတော့Ansu Fernandes နဲ့ထိပြီးတော့ဗောလေဒီလမ်းကြောင်းဘောကိုရောက်သွားပြီးတော့ဒီဂျာဟိုပက်ထရိုကဒီကန်တွင်းခဲ့တယ်ဗောလေကန်ရှက်ကဒီ area စီးတဲမှာဆိုပေမဲ့လည်းဒီစီးထိတ်မှာဖြစ်တဲ့အတွက်ကြောင့်လည်းတော့လမ်းနဲ့ဒီလုံးကလည်းဒီကဲကိုကောင်းတဲ့ဒီကန်ရှက်ဖြစ်တဲ့အတွက်မို့လို့900သွားတယ်လို့ကျွန်တော်ထင်တယ်ဘလို့တော့မလွတ်တဲ့ကြားတဲ့ကနေပြီးတော့ကိုတကူရအောင်သွင်းယူနိုင်ခဲ့တယ်ဗောလေဆိုတော့ဒီအတိုင်းပဲဒီပထမပိုင်းမှာတကူဝင်သွားပြီမဲ့လည်း Brentford က Chelsea ကိုဖိအားပေးကစားခဲ့တယ်ကောင်းတာ attacking နဲ့ဖြစ်ball playing position နဲ့ဖြစ်ဟိုအသားစီကစားခဲ့တယ်ဝင်းမက်တွေကလည်းတိုက်ရိုက် dress ကိုတိုက်စစ်ဆင်းပြီးကစားတယ်ဒါပေမဲ့လည်း Chelsea အသင်းက1-0နဲ့ပထမပိုင်းကိုဒီထိန်းကစားသွားခဲ့တယ်ဒုတိယပိုင်းမှာလည်းပဲ Brentford ကဒီစစ်တိုက်ကိုပြန်ပြီးတော့ဖိအားပေးတယ်မိနစ်90လောက်အရောက်မှာဒီ Brentford ကနေခန်းစစ်ကဒီလူပင်းမှားပြီးတော့ဒီလက်ကနေပြီးတော့ဝင်ပြီးတော့ဒီလူတဲ့အပေါ်ဒီလက်ကနေပြီးတော့ဆွဲပြီးမဲ့လုတ်တဲ့အပေါ်မှာကိုသမားနဲ့ဒီဖောင်းဖြစ်ပြီးတော့ပင်တီရတယ်ဒါကိုပါမာကကန်တွင်းသွားခဲ့တယ်ဗောလေဒီပွဲမှာဒီပါမာကရှေးစွမ်းတိတ်မပြနိုင်ခဲ့ပေမဲ့လည်းသူလှုပ်ရှားရှိတာတွေကိုလှုပ်သွားရလို့မြင်တယ်ဒီပွဲရဲ့အဓိကဒီအကောင်းဆုံးကစားသမားစုကိုကျွန်တော်တူတယောက်ရဲ့အမြင်ကတော့ဒီအန်ဆိုဖာလက်ကိုပေးရှင်တယ်ပြီးတော့ဒီပူးတွဲအနေနဲ့ကျွန်တော်ရဲ့ကိုသမားဒီစတန်ချစ်ကိုပေးရှင်ပါတယ်ဗျာဆိုရင်စတန်ချစ်ကဒီတောက်လျှောက်ကိုဒီ Brentford အသင်းရဲ့shot to target ဒီကိုကန်တွင်းရှစ်တွေကိုတောက်လျှောက်ကိုစစ်နေရတဲ့အတွင်းမို့လို့ဒါပေမဲ့လည်းနောက်ဆုံးမှာဒီ clean sheet နဲ့အဆုံးတန်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ Bruno Fernandes အန်ဆိုဖာနာဒက်နဲ့အတူတူဒီစမ်ချစ်ကိုတွဲပြီးတော့ခေါ်ချင်ပါတယ်ခင်ဗျာဒီနေ့ပွဲမှာ Chelsea ကဒီပွဲကိုထိန်းချုပ်ပြီးကစားဖို့အတွက်အစင်းနေမှာဖြစ်ခဲ့ပြီးမဲ့သူတို့အတွက်လိုအပ်နေတဲ့သုံးမှန်ကိုတော့အရာယူနိုင်ခဲ့တယ်လို့ဆိုရမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်တို့ပဲအဆုံးတက်လိုက်ပါစေခင်ဗျာဒီဘောလုံးပွဲကြို38ပွဲပြီး38တွင်နဲ့အတူဒီအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာအရှက်လက်များကိုသိရှိလို့တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီအကောက်ကို follow လုပ်သွားပေးဖို့လည်းကျွန်တော်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ